တဲ့ဖြစ်ပြန်လို့မျိုးချုံမိန်နူးညံ့တဲ့အနံ့များကမလုံးသားတဲ့ပို့တိုက်ခိုင်းရင်ခေါ်ကိုလုံးဆန်ဘူးဘလက်ကူဝချင်နာနေတော့ကိုညာရီမဆိုငယ်သူမို့ဟန်ဆောင်ငမနေတော့ရှက်စိတ်တွေပို့အထီးတွေများမလုံးမြောင်းနိုင်ဘူးလေအဆုံးထိငါမှယူမိုင်းနေတော့လေရုပ်တရက်ပဲသူဝဝကွယ်ပြောင်းချင်အာယုံမို့တောင်းတဲ့ခါလွမ်းနေနေဆွေတွေဒီကဘာကြီးကသိလာလို့ကိုတညာလုံးမဲ့အိမ်လုံးမပြောလို့မျောနေခဲ့ရတဲ့ဘဝတစ်ခုမို့မင်းလေးတယောက်တည်ခဲ့မယ်ဆိုပုံရိပ်လေးများခံတကားတော့မထင်မှတ်ထားတဲ့ဖြစ်ပြန်လို့မျိုးချုံမိန်နူးညံ့တဲ့အနံ့များကမလုံးသားတဲ့ပို့တိုက်ခိုင်းရင်ခေါ်ကိုလုံးဆန်ဘူးဘလက်ကူဝချင်နာနေတော့ကိုညာရီမဆိုငယ်သူမို့ဟန်ဆောင်ငမနေချင်တော့ရှက်စိတ်တွေပို့အထီးတွေများကမလုံးမြောင်းနိုင်ဘူးလေအဆုံးထိငါမှယူမိုင်းနေတော့လေရုပ်တရက်ပဲသူဝဝကွယ်ပြောင်းချင်အာယုံမို့တောင်းတဲ့ခါလွမ်းနေနေဆွေတွေကိုလုံးဆန်ဘူးဘလက်ကူဝချင်နာနေတော့ကိုညာရီမဆိုငယ်သူမို့